သမီးအင်ကြီးလေးကြိုက်ဟမ်ဘယ်နည်းရှိတယ်အမြဲဝယ်တာသမီးလေးဘာရေးထားလဲဘာဖြစ်လဲဒီဘက်ကျတတမီတို့လည်းတဲ့16နှစ်ပြည့်ရင်တဲ့ခွတ်တော်ကိုပဲမဲပေးမှာပါပဲတဲ့ဟုတ်လားဒီမဲ့ဒီရွာပဲလားဒီရွာဟိုဘက်ရွာဟိုဘက်ဘာရွာလဲဒီရွာနာမည်ပြောပြသမီးရွာဘာရွာလဲတဲလေးတဲတန်းလေးဒါရောဘာရွာလဲတဲတန်းလေးပဲမဟုတ်လားတဲတန်းလေးရွာဟိုဘက်ရွာဒီဘက်ရွာရှိရလားဩဒီကျောင်းတက်လားဘယ်နှစ်တန်းလဲနှစ်တန်းကျောင်းတက်တော့အဝေးသွားတက်လားဒီနားမှာပဲလားဒီနားမှာပဲအလယ်တန်းရောက်ရင်သမီးဘယ်မှာသွားတက်အောင်အလယ်တန်းရောက်အောင်ပန်းစိန်တက်ကြီးလိုက်ဘာလုပ်မလဲစိတ်ကူတာသမီးကြီးလိုက်ဘာလုပ်ဟမ်ဘာကြီးလိုက်ဟမ်ဆရာမလုပ်မယ်ဟဟလားဘာဖြစ်လို့လုပ်မှာလဲဟမ်ဘာလို့လုပ်ဟမ်စီရူးဆရာမလုပ်ချင်တာဩကျမ်းမာကြီးဆရာမဒေါက်တာမပေါ့ဆရာမကြီးလုပ်မှာပေါ့ဟဟလားဘာလို့သမီးတို့ရွာမှာဆရာမမရှိလို့လားဟဟလားသမီးတို့အခုဆရာမတွေစီးရွာဖြစ်ညီလေးခဏလေးနော်အဲ့လေးခလေးနဲ့မင်းအဲ့လိုလည်း